ကျမတကယ်ချင်းနဲ့ကျမဒီလိုဆောင်းပပလေးတစ်ဆောင်းပပလေးတစ်ထည်ခြုံနေကွာအဲ့ကျညတနိုင်လောက်2နိုင်လောက်ရောက်တဲ့ခါကျတော့ဒီကျမဘေးမှာအိတ်တာဆိုကျမဘေးနားမှာအိတ်ကားဆရာရောက်နေတာကားဆရာရောက်နေပြီးတော့ဆောင်းလာဆွေးနေရကွာသူကလေဆောင်းကိုဆွဲပြီးတော့သူ့ရဲ့ခြေထောက်ကဆောင်းထဲမှာရောက်နေပြီသူ့ရဲ့လက်ကကျမဒီမက်ပေါ်မှာရောက်နေပြီဒီလားအဲ့နဲ့ကွာမဟုတ်တော့ကွာဆိုမှတကယ်ချင်းအတိပေးပြီးတော့အဖွားဘက်ကိုရွှေ့တယ်ကျမတို့ရွှေ့လေသူကလည်းရွှေ့ခဲ့လေကျမတို့ရွှေ့လေသူလည်းရွှေ့ခဲ့လေဖြစ်နေကွာအဲ့နဲ့ကျမတို့ညောက်ထပြီးအပေါ်သွားဘလို့လို့မလဲစဉ်းစားပြီးတော့အားလုံးပဲမင်္ဂလာပါဗျာခုတင်ငယ်ချင်းတို့ကိုကျွန်တော်တင်ဆက်ပေးရှင်တဲ့ဗီဒီယိုလေးကတော့မြို့သမီးတယောက်ကပေါ့နော်ခီးသွားရင်းနဲ့ကားဆရာရဲ့မဖွင့်မရလောက်တာကိုခိုင်လိုက်ရတဲ့အကြောင်းဒါပြောပြထားတဲ့ဗီဒီယိုလေးကိုတင်ဆက်ပေးသွားချင်ပါတယ်ဗျာခီးသွားတဲ့မြို့သမီးလေးတွေတတိထားလို့ရအောင်ကျွန်တော်ကပြန်လည်ပြီးတော့မျှဝေပေးလိုက်ပါတယ်ဗျာအကြောင်းမလို့ဗီဒီယိုလေးကိုစုံနေလိုက်ပါကြည့်ရှုပေးဖို့ကိုဖိတ်ခေါ်ချင်ပါတယ်ဗျာကိုနေ့တစ်တော့မှာအမတယောက်ကခီးသွားရင်းနဲ့ကားဆရာလက်ကမြင်းတယ်လို့တင်ထားပါတော့အဲ့ဒါတွေ့ချိန်မှာတော်တော်လေးကိုချင်းစာမိတယ်ကိုဖြစ်ပြပြောပြမယ်2023တုန်းကကျမတငယ်ချင်းနဲ့ကျမမန်းလေးနဲ့မြစ်ကျနာကိုပြန်တော့ကားပေါ်မှာကောင်းလေး3ယောက်ရအဖွား1ယောက်ရပြီးရင်ကျမတို့တငယ်ချင်း2ယောက်ရကားဆရာကြီး9ယောက်ပါလာကားရအပေါ်မှာလေမုတ်ချက်ဖာတွေရောမုတ်ဖာအများကြီးပဲပြီးရင်ကားရဒီအသေးမှာလေငရုတ်တီးတွေရောဟင်းတီးဟင်းရွက်တွေရောပြီးရင်ကြက်ချင်းတောင်းတွေရောကြက်တွေအမျိုးပါတယ်ကွာစဉ်းစားကြည့်လိုက်နော်အဲ့နေရာကအရင်ကြက်သွားတဲ့ခါကျတော့ကျမတငယ်ချင်းနဲ့ကျမခန္ဓာကိုယ်တေးတဲ့ခါကျတော့ကားဆရာနဲ့အတူတူကားရှေ့ကောင်းမှာထိုင်ရတာကွာအဲ့ခေတ်အခါတုန်းကဆိုမြစ်ကျနာမန်းလေးနဲ့မြစ်ကျနာကိုတညအိတ်2ရက်ခီးနဲ့ရောက်မဲ့နေရာကိုကျမတို့က3ညအိတ်4ရက်လောက်အဲ့လောက်ကိုကြာသွားလို့ပထမညအိတ်တဲ့နေရာမှာကလေကားသမားတွေကားသေးကားကြီးတွေအများကြီးနဲ့ main ကလေးယောက်ျားလေးတက်ခွေးအိတ်ရတဲ့နေရာမို့လို့ကျမတို့အဆင်ပြေသွားတယ်အဲ့မှာအိတ်ပြီးတော့နောက်နေ့မနေ့ကျတော့သူများကားတွေအကုန်ထွက်သွားပြီကားထွက်မဲ့အချိန်မှာကျမတို့ကနောက်ဆုံးတော့နေ့လေလောက်မှကားထွက်မဲ့ကားထွက်မဲ့အချိန်မှာကားဘိန်းကပေါက်နေပြီကားဘိန်းပေါက်ပြီးတော့ဘယ်သူမှမရှိတော့အကုန်ထွက်သွားပြီတဲ့အဲ့နဲ့သူကအဲ့နဲ့ဟိုဘက်မှာတဲ့ငားတဲ့ဗာလဲကားဖာတဲ့ဟာတော့ဝေခဲ့မယ်ဆိုမှသူထွက်သွားလိုက်တာညမိုးချုပ်လေးပြန်မလာဘူးတိလားသူပြန်ရောက်လာတဲ့ခါကျတော့ညနေဆောင်နေပြီညနေဆောင်တော့ကားကထွက်လို့အဆင်မပြေတော့လေနော်ကားဘိန်းဖာပြီးတော့မှပဲတညပြန်လိုက်ရတယ်အဲ့ပြီးတော့နောက်နေ့မနေ့ကားထွက်တယ်ကားထွက်လို့မှတိတ်မကြောက်သေးဘူးကားကပြက်ပြန်ဘိန်းကပေါက်ပြန်ပြီးတဲ့တော်သေးတယ်အမှကားပြင်ဆိုင်တက်လေးတစ်ဆိုင်ရှိလို့အမှကားတွေပါပြင်ပြီးတဲ့ခါကျတော့ညနေတနိုင်2နိုင်လောက်ရောက်သွားရောပြီးတော့ကျမတို့ကားပြန်ထွက်တယ်ကားထွက်ပြီးတော့ညနေဆောင်တဲ့ခါကျတော့ဂိတ်ကပိတ်နေပြီဒီညဆက်လို့မရတော့ဘောနော်အဲ့နဲ့အဲ့ဒီဂိတ်နာသမင်းဆိုင်မှာပဲအိတ်ရပေါ့နော်အိတ်တဲ့နေရာကလည်းယောက်ျားမိန်းမမခွဲထားကွာဒီလိုအဆောင်တစ်ဆောင်ပဲရှိရအဆောင်ကလည်းခေါင်းအမိုးပဲမိုးထားကွာဒီလိုအကားတွေဘာမှမရှိဘူးအမှခီးတွေကားဆိုလို့ကျမတို့ကားတစ်စီးပဲရှိရပြီးရင်ကားကြီးမောင်းတဲ့ယောက်ျားလေး5 6ယောက်ရှိရကွာသူတို့နဲ့ဒီလိုတန်းတဲ့အိတ်ရမယ်ဆိုတော့စိတ်တော့နည်းနည်းတော့ချစ်သွားပေါ့နော်သူတို့အရက်တောက်နေရပဲအရက်တောက်နေရလဲတွေးလိုက်တဲ့ခါကျတော့လေနော်အဲ့နဲ့အိတ်တဲ့ခါမှာသူတို့ကဟိုဘက်မှာခေါင်းထားမှဒီမှာချင်းထားတယ်ကျမတို့ဒီဘက်မှာခေါင်းထားပြီးတော့ဒီဘက်မှာချင်းထားအဲ့လိုမျိုးအိတ်ကြတာကွာအိတ်တဲ့ခါကျတော့ကိစ္စမရှိသေးဘူးကျမတကယ်ချင်းနဲ့ကျမဒီလိုဆောင်းပပလေးတစ်ဆောင်းပပလေးတစ်ထည်ခြုံနေကွာအဲ့ကျညတနိုင်လောက်2နိုင်လောက်ရောက်တဲ့ခါကျတော့ဒီကျမဘေးမှာအိတ်တာဆိုကျမဘေးနားမှာအိတ်ကားဆရာရောက်နေတာကားဆရာရောက်နေပြီးတော့ဆောင်းလာဆွေးနေရကွာအခုလိုဒုက္ခရောက်နေတဲ့အချိန်ခွင့်ကောင်းယူပြီးတော့မိန်းကလေးတယောက်ရဲ့အဆက်နဲ့ခုန်သိက္ခာကိုကြားစီတဲ့လောက်ရက်ကိုလောက်တာကတယောက်အနေနဲ့တကယ်ကိုအောက်တန်းကျလွန်းနေဗျာနော်သူကလေဆောင်းကိုဆွဲပြီးတော့သူ့ရဲ့ခြေထောက်ကဆောင်းထဲမှာရောက်နေပြီသူ့ရဲ့လက်ကကျမဒီမက်ပေါ်မှာရောက်နေပြီဒီလားအဲ့နဲ့ကွာမဟုတ်တော့ကွာဆိုမှတကယ်ချင်းအတိပေးပြီးတော့အဖွားဘက်ကိုရွှေ့တယ်ကျမတို့ရွှေ့လေသူကလည်းရွှေ့ခဲ့လေကျမတို့ရွှေ့လေသူလည်းရွှေ့ခဲ့လေဖြစ်နေကွာအဲ့နဲ့ကျမတို့ညောက်ထပြီးအပေါ်သွားဘလို့လို့မလဲစဉ်းစားပြီးတော့ကွာကောင်းလေးစဖုန်းဆက်တယ်ဖုန်းဆက်ပြီးတော့အဲ့လိုမျိုးဟုတ်တယ်လို့ပြောလိုက်တဲ့ခါကျတော့လေတခြားချိန်အရင်ဆွာနေတဲ့ဒီချိန်မှာ online ပါလာတယ် online လို့ရတယ်ဒါပေမဲ့လည်းတည်မလားမနေ့ကျရင်ခီးရသူဆက်ရောက်မှာကွာအဲ့နေရာလူပြက်တယ်ပြီးရင်လက်နက်ကင်တွေလည်းရှိရကွာတခုခုဖြစ်တာမလွယ်ဘူးကွာတည်မလားအဲ့ကြောင့်ကိုကနေကိုရှောင်လိုက်တာပဲကောင်းပါလေလေဆိုမှညလုံးမအိတ်တော့ပဲနဲ့ထိုင်လိုက်ပြီးတော့နောက်နေ့မနေ့ကျတော့ तू ကလေဘာမှမဟုတ်တယ်လို့ तू ကဘာမှမလို့ကိုကနဲ့ရင်တလက်လက်နဲ့အဲ့နဲ့ကားထွက်တယ်ကွာကားပြန်စီးတဲ့ခါကျတော့အရင်တော့သူနဲ့တကယ်ချင်းအကြားမှာကျမအလေမှာထိုင်တော့ကွာအဲ့နေ့ကျမအလေမှာမထိုင်နိုင်တော့တိလားကျမဒီကားဘေးမှာထိုင်လိုက်တာဘေးမှာထိုင်မှာတကယ်ချင်းအလေမှာထိုင်ခိုင်းလိုက်တာ तू ကလည်းနည်းနည်းတော့တိမှာပေါ့ကိုသူ့ကိုရှောင်လိုက်တယ်ဆိုတော့တိလားပြီးရင်အဲ့နေ့မှာပဲမြင်းကျနာကိုရောက်မဲ့အချိန်မှာနော်မိုးညင်းမှာတညပြန်အိတ်ခိုင်းသေးတယ်တိလားရှင်တို့စဉ်းစားကြည့်လိုက်သူကကားရဲ့ဒီအပေါ်မှာလည်းမုတ်ဖာတင်တယ်မိုးရတဲ့ခါကျတော့ဖာဆိုပြီးမုတ်တထုံထုံလမ်းပေါ်ကြတယ်အဲ့ဒါကိုစပီယာလိုမျိုးကောက်ခိုင်းတယ်ကိုကလည်းခီးမြင်ရောက်ချင်စောနဲ့ကောက်ပေးတယ်လမ်းမှာအေးရတာ3ရက်လောက်ရှိနေပြီလေညနေတော့မိုးညင်းမှာရောက်သွားတယ်ကိုကလည်းအော်ပစ္စည်းချပြတဲ့ခါရထွက်ကတော့မိုးကောင်းမှာကတိတ်ကိုခါမှာအိမ်မယ်ပေါ့ရေမိုးချိုးချင်တယ်ပေါ့အဲ့နဲ့မိုးတာထုတ်သွားပစ္စည်းယူမဲ့သူကဘေးပြောက်လို့ပြောက်နေမှမသိအဲ့နဲ့အဲ့ဒီကားဂိတ်မှာပဲအေးရတော့မှာဆိုတော့ကျမကမနေ့ကလိုမျိုးတူလုံးမှာတိသွားပြီတိတဲ့ခါကျတော့အဲ့တငယ်ချင်းယောက်ျားလေးနဲ့အဖေါက်ခေါ်မှမနေ့ကတူကျမအဲ့လိုမျိုးလုပ်တယ်လို့ပြောပြတဲ့ခါကျတော့ဒီညနင်တို့ကလုံးငါတို့ဘေးမှာအိမ်နော်ဆိုမှအဲ့ကောင်လေးတို့ပြောလိုက်တာပြောတော့သူလည်းအေးတဲ့စောင့်ကြည့်ပေးမယ်ပေါ့နော်အဲ့လိုမျိုးပြောတဲ့ခါကျတော့အိတ်တဲ့ခါမှာဖျားစင်အောက်မှာအိတ်ရတာအဖွားဒီလိုမျိုးဘေးမှာအိတ်တာနဲ့ရံဘေးမှာအိတ်တာကျမလည်းကြောက်သွားတယ်လေမင်းညအချိန်နဲ့ကြောက်သွားဆိုတော့ကျမအလေမှာအိတ်တာတငယ်ချင်းကလည်းကျမအလေမှာအိတ်ခိုင်းတာတငယ်ချင်းဘေးမှာအိတ်တာပြီးတငယ်ချင်းဘေးနားမှာကောင်းလေးလည်းမျိုးတန်းစီလိုက်အိတ်ကြတာပေါ့ကွာကားဆရာကလေဘေးမှာကျမတငယ်ချင်းဘေးမှာမအိတ်ရလို့ဆိုပြီးတော့တညလုံးထိုင်ဆောင်နေရတယ်ရှင်တို့စဉ်းစားကြည့်လို့တညလုံးထိုင်ဆောင်မှာကောင်းလေးတို့သူအိတ်မယ်ပေါ့ဘေးမှာအဲ့နဲ့ကောင်းလေးတို့မအိတ်ခိုင်းဘူးတဲ့
အဲ့နဲ့ဘေးရမလဲ तू တညလုံးထိုင်ဆောင်ပေါ့ကျမတို့ကလည်းခေါ်ကနေအိတ်တာပေါ့ကောင်လေးတော့ဘေးမှာအိမ်မှာစောင့်ပေးရဆိုတော့ तू ကတညလုံးထိုင်ဆောင်လာတယ်နော်အဲ့လိုကားဆရာတကယ်ရှိတယ်ရှင်တို့စဉ်းစားကြည့်မန္တလေးနဲ့မြစ်ကျနာတညအိမ်2ရက်ခီးကို4ညအိမ်5ရက်ခီးသွား ဒီဗီဒီယိုလေးကတော့ဒီအမကသူကားပေါ်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်လေးတွေကိုဒါပြန်လည်ပြီးတော့ပြောပြနေတာပဲဖြစ်ပါတယ်ဗျအခုလိုခေတ်ကားတွေမကောင်းတဲ့အချိန်မှာနော်တယောက်တည်းခီးသွားတာကတကယ်ကိုမှမိန်းကလေးတွေအတွက်မလုံခြုံဘူးဗျနော်မိန်းကလေးတယောက်အနေနဲ့မဖြစ်မနေခီးတယောက်တည်းသွားရတော့မယ်ဆိုရင်ပေါ့နော်တတိဝိရလေးရှိဖို့လိုအပ်တယ်ဗျဒီမှာပြောတဲ့ကားဆရာဆိုရင်လည်းတော်တော်လေးကိုမှစိတ်တက်အောက်တန်းကြလွန်းနေဗျနော်အမှသားချင်းကိုချင်းစာစိတ်ရှိတဲ့နေဗျနော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျကြည့်နေတဲ့သူတွေရောဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်ကြလဲဗျငယ်ချင်းတို့ရဲ့ထင်မြင်လေးတွေကိုလည်းကျွန်တော်ရဲ့ comment လေးမှာရေးပြီးတော့ကြောင်းဗျနော်စုံနေလိုက်ပါကြည့်ရှုပြီးလို့လည်းအားလုံးကိုကျေးဇူးပါဗျကျွန်တော်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါအောင်မယ်ဗျ